ဆောက်ရေး site ထဲမှာဂျာကြီးမသိအောင်ဘော်ရာတွေနဲ့ခိုးပြီးခွက်ပုံးချခြင်းတဲ့ဂိမ်းမာတွေရှိကြလားဒါဆိုရင်တော့ဒီ Drag Pager Simulator ဆိုတဲ့ဂိမ်းလေးကအလုပ်ခွင်ထဲမှာခွက်ပုံးချတတ်တဲ့ဂိမ်းမာတွေအတွက်တော့ကွက်တီပဲနော်ခွက်ပုံးပဲချမှာလားဆိုတော့မဟုတ်ပါဘူးကိုရိုင်းလည်းမန်နေဂျာနေရာကဝင်စော့ပြီးခိုးကစ်ထားတဲ့ကိုဘော်ရာတွေကိုလည်းလိုက်ဖမ်းလို့ရမှာပဲဖြစ်ပါတယ်ပလေယာတွေအနေနဲ့အလုတ်သမားနေရာကနေစော့မယ်ဆိုရင်ဂျာကြီးမသိအောင်လို့ဘီယာပလင်းတွေခိုးရှာပြီးမျက်ွယ်ရမှာတခြားအလုတ်သမားဘော်ရာတွေနဲ့ဟန်ဆောင်မပြတ်ခိုးကစ်ရမှာဖြစ်ပါတယ်တောက်တာများလေကာရိုက်တာကရိုင်ထိုးလာမှာဖြစ်ပြီးဂျာကြီးမရိပ်မိအောင်ရုပ်တီကြီးနဲ့အလုပ်လုပ်ရမှာဖြစ်ပါတယ်မန်နေဂျာနေရာကနေဆော့ရပလေယာတွေကလည်းကိုယ့်ရဲ့အလုပ်သမားတွေကိုမျက်ခြေမပြတ်စောင့်ကြည့်ရမှာဖြစ်ပြီးမျက်လုံးနဲ့မူမမှန်တာမြင်တာနဲ့လိုက်ဖဲရမှာပဲဖြစ်ပါတယ်ဆိုတော့ gameplay ပုံစံလေးကလုံးဝ fan ဖြစ်ပြီးတော့ဘော်ရာအုပ်လိုက်ကြီးနဲ့ချောပြီးပျော်ပျော်ပပ multiplayer ဆော့လို့ရမယ့် game တစ်ခုလည်းဖြစ်ပါတယ်မတ်တွေရော game တွေရောအများကြီးနဲ့ပါတာမလို့ပုံစံတစ်မျိုးတည်းရိုးအီပြီးပြင်းစရာကောင်းမှမဟုတ်တာတော့အသေးချပါပဲဒီအရက်သမား game ကိုတော့ Steam မှာ download လုပ်ပြီး PC မှာစောင့်စားနိုင်မှာပဲဖြစ်ပါတယ်ကဲထွက်ထားတာလေတစ်နှစ်လောက်ပဲရှိသေးရမလို့အခုကြည့်နေရင်လည်းဘော်ရာတွေနဲ့ခိုးပြီးကစ်ချင်တော့စမ်းစော့ကြည့်ဖို့ recommend ပေးချင်ပါတယ်စော်ဘူးတဲ့သူတွေကရောဘယ်လိုမျိုး funny moment တွေရဘူးလဲဆိုတာကို comment မှာပြောသွားပေးကြပါဦးနော်